ရဘယ်လာလဲ ကျွန်တော်မန်လေးရလာ လို့ကြောက်စပင်းဆိုင်မှာစစ်ကူဖြစ်ခဲ့လေ ဆိုရင်ဆိုင်ရကူဖြစ်ရဲဆိုတော့နှစ်ဖူးပြောင်းလာရေပြီးတော့အဲ့မျိုးတင်အများတိုင်းအုတ်ထုပ်ဆောင်ပြီးသွားနေရတော့မကြိုက်တော့အဲကြောင့်မလို့ဒီစပင်းဆိုင်ဖို့တော့ရွေးချယ်ရပေါ့ပြီးဆိုစပင်းပြောင်းနေတော့လူကြားသွားရတယ်တိတ်အဆင်မပြေလို့အဲကြောင့်မလို့ကျွန်တော်ရဲရဲတင်းတင်းဖြစ်အောင်လို့ဒီစပင်းဆိုင်ဖို့ရွေးချယ်ပြလိုက်တာ စပင်းဆိုင်ပြီးတဲ့နောက်ပိုင်းမှာလေကျင်းနေမိလားပေါ့စိတ်ကျင်းနေ စိတ်ကျေနပ်မှုရရှိရပါလို့ဆိုတော့အရင်လိုမျိုးအခုဆိုရင်တော့ဆိုရင်အဲ့လိုစပင်းကြေဝိုက်ဖွာစပင်းရှိကောင်းဖုံးရတယ်အခုတော့ဖုံးစရာမလိုတော့ဒီစပင်းပေါက်လာတဲ့နေရာတွေကပြဿနာကောင်းနေဆိုတော့အဲ့လိုမျိုးရဲတင်းဝါဟိုပင်နေရတော့အဲ့လိုရင်လောက်ဒီအော်တိုဆောင်းစရာလည်းမလိုတော့ကိုယ်တော့ကျင်းနေတယ်သွားလို့ရဲတင်းတင်းပဲလူကြားရဲတဲ့ EC ပဲဖြစ်ပေါ့ ကင်းနေချမှာဆိုရင်ညီသဘောကျတဲ့အရာဘာမြင်ဖြစ်မလဲ အဲ့ဒါတော့ကျွန်တော် line ပေါ်မှာကြည့်တဲ့အချိန်မှာထွက်လာတဲ့ result တွေကိုကြည့်ရသဘောကျရပြီးတော့အဲ့လိုမျိုးဆရာကြီးကူဆိုင်မှုတွေတွေ့ရမြင်ရတဲ့အဲအကြောင်းမလို့ဒီရွေးချယ်ဖြစ်တာပြီးလာဖြစ်တာအဲအကြောင်းမတူသဘောကျတာပေါ့ ညီပြောချင်တဲ့စကားတစ်ခွန်းရှိဘာမြင်ဖြစ်မလဲ ကျွန်တော်ပြောချင်တာကတော့အလုံးဝစပင်းနဲ့ပတ်သက်ပြီးတော့စိုက်ချင်တာဖြစ်ဖြစ်တစ်ခုဖြစ်နေတာဖြစ်ဖြစ်ဆရာနဲ့တိုင်ပြီးတော့လာပြီးလုပ်နိုင်ပါလေလို့ပြောချင်ပါတယ်